ဒီကောင်ကျွမ်းကျင်ပြီဆိုလို့ချင်းမိုးမှန်ဆိုတဲ့ဟာကိုတက်ဟိုဘက်ကိုတက်လို့ရတယ်ဒီကောင်မကျွမ်းကျင်မဲနဲ့မိုးမှန်သွားတက်တယ်ဆိုလို့ချင်းဘယ်တင်နဲ့မဲ့တက်မိုးမှန်ပြန်တဲ့0 ဒီဂရီ45 90ကနေပြန်ညှက်ခိုင်းမှာကိုကလိုချင်တာက45ဆိုလက်ကိုဘယ်လိုထားရမလဲအဆောင်လေးထားဘယ်လိုအဆောင်လေးထားမှရမယ်ဟုတ်တယ်မလားဒီပုံစံလေးနဲ့ရောညှက်လို့မရဘူးဆိုညှက်လို့ရတယ်ဒါပေမဲ့ level 2ကြမှာညှက်လို့ရမယ်ဒီအခြေခံသဘောတရားကိုမှန်အောင်ညှက်နိုင်ပြီဆိုလို့ချင်းတို့ဟိုဘက်ကညှက်ခဲ့တဲ့ level 2ကိုညှက်လို့ရတယ်နော်45ညှက်မယ်ဆိုလို့ချင်းတိုင်းကုန်နဲ့အဆောင်ကြီးနဲ့ပဲညှက်ပေးနော်ဒီဂရီဘယ်လောက်ပဲမှန်နေလက်မှားတယ်ဆိုဘာမှလုပ်လို့မရဘူးနော်နောက်တစ်ခု90မှာဆိုလို့ချင်းတို့ပုံမှန်ဆိုရင်တောင်လိုက်ညှက်တယ်ဗာဒီကယ်ညှက်တယ်90ဆွဲပြီးတော့မှတစ်ခါတလေကြာလို့ချင်းဒီလိုစောင်းလာတာတွေရှိတယ်တစ်ခါတလေကြာလို့ချင်းအပေါ်လက်ကမြင့်သွားတာတွေရှိတယ်ဟုတ်မလားအဲ့ဒါဆိုလို့ချင်းဒီအတိုင်းညှက်မယ်ဆိုလို့ချင်းဒီဂရီဘယ်လောက်ရမလဲ45နဲ့ရမယ်အပေါ်စောင်းပြီးညှက်မယ်ဆိုဘယ်လောက်ရမလဲ135ရမယ်နော်အဲ့လိုမျိုးရှိမယ်အဲ့ဒီမှာလည်း3မျိုးညှက်လို့ရတယ်ဟုတ်မလား45တို့135တို့နော်ဒိုင်ကွန်နဲ့အဆောင်နဲ့90မှာညှက်ရှင်တယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့လိုချင်တဲ့အထက်ပေါ်မှာမူပြီးတော့တို့ level 2မှာညှက်ရအောင် level 2ဆိုဟိုဘက်ကပုံစံပေါ့90ဆွဲတယ်ဒီဂရီက90လက်က135ဖြစ်နေတယ်နော်အဲ့လိုပုံစံသွားမှာအဲ့တော့ကိုကအဲ့ဘက်ကိုတက်ဖို့ဆိုတာကဒီအခြေခံရဲ့သဘောတရားညှက်လိုက်တဲ့ထွက်လာတဲ့သဘောတရားကိုနားလည်မှဟိုဘက်ကိုတက်လို့ရမှာနော်တချို့တွေမွမ်းမှန်တက်တယ်ဆိုတာကဒီအခြေခံကိုနိုင်လို့တက်တာရှိတယ်တချို့ကဒီအခြေခံကိုနားမလဲလို့တက်တာရှိတယ်အခြေခံနားမလဲပဲနဲ့တော့ကျတို့မွမ်းမှန်ဆိုတဲ့ level 2သွားလို့မရအောင်ဒီကပဲပြန်စားရမှာအဲ့တော့ဒီကောင်ကျွမ်းကျင်ပြီဆိုလို့ချင်းမိုးမှန်ဆိုတဲ့ဟာကိုတက်ဟိုဘက်ကိုတက်လို့ရတယ်ဒီကောင်မကျွမ်းကျင်မဲနဲ့မိုးမှန်သွားတက်တယ်ဆိုလို့ချင်းဘယ်တင်နဲ့မဲ့တက်မိုးမှန်ပြန်တဲ့0 ဒီဂရီ45 90ကနေပြန်ညှက်ခိုင်းမှာဒီကောင်တွေကျွမ်းကျင်ပြီဆိုလို့ချင်းကျတို့ဟိုဘက်က level မြင့်နေဒီဂရီဘယ်လောက်ဆွဲမယ်အမှုဆိုရင်ဘယ်လောက်ထားမလဲဆိုတာဆွဲလို့ရတယ်နော်